ဒီရွာမှာယောက်ျားလေးတယောက်မှမရှိပေမဲ့တရွာလုံးမိန်းကလေးချင်းချင်းနံပြရိုက်ကနှစ်ပေါင်းထောင်ချီပြီးရှင်တန်ရက်တည်လာခဲ့ပါတယ်လူဦးရေတိုးပွားဖို့အတွက်ရွာကနှစ်စဉ်လူငယ်မျိုးသမီး6ယောက်ကိုရွေးချယ်လေးရှိပါတယ်သူတို့ဟာကျမကြီးကောင်းရမယ်ကလေးရနိုင်စွမ်းမြင့်မားရမယ်ပြီးတော့ယောက်ျားတွေကိုဘယ်လိုဆွဲဆောင်ရမလဲဆိုတာကိုသိထားရပါမယ်ဒီနှစ်မှာတော့ပြိုင်ဆိုင်မှုကပြင်းထန်ခဲ့ပြီးမိန်းကလေးစုစုပေါင်း15ယောက်စည်ရင်းပေးသွင်းခဲ့ကြပါတယ်ပထမအဆင့်ကတော့မိန်းကလေးတယောက်ချင်းစီကဘဲနီလေးတစ်စုပ်ကိုယူပြီးသူတို့ခန္ဓာကိုယ်ပေါ်ကသတ်မှတ်ထားတဲ့နေရာတစ်ခုမှာထားရပါတယ်စမ်းသပ်မှုမစခင်တခြားမိန်းကလေးတွေကလည်းအဲ့ဒီအတိုင်းလိုက်လုပ်ခဲ့ကြပါတယ်အဲ့ဒီနောက်အားလုံးက9ကီလိုမီတာအကွာဝေးကိုပြေးကြရပါတယ်ပြေးနေတော့မှပဲတစ်စစ်လေးကျသွားခဲ့ရင်တော့အဲ့ဒီမိန်းကလေးဟာချက်ချင်းအရေးချင်းပြည့်မီချင်းမရှိဘူးလို့သတ်မှတ်ခံရပြီးရွာအတွက်အလုပ်ကျန်းလုပ်ဖို့ခေါ်ဆောင်သွားခံရမှာပါအပြေးစမ်းသပ်မှုကိုပြီးမြောက်တဲ့သူတွေကတော့ဒုတိယအဆင့်ကိုဆက်သွားရပါတယ်ဒုတိယအဆင့်ကတော့လေကားတက်ပြီးအပေါ်မှာချိတ်ထားတဲ့အနီရောင်ဝတ်ကိုယူရတာပါဒီစမ်းသပ်မှုကအများကြီးပိုခက်ခဲပါတယ်ဘာလို့လဲဆိုတော့လေကားတက်တဲ့လှုပ်ရှားမှုတွေကြောင့်ပဲစေ့တွေပြုတ်ကျဖို့အရန်လွယ်ကူသွားလို့ပါပဲထင်ထားတဲ့အတိုင်းပါပဲနောက်ထပ်မိန်းကလေးတော်တော်များများအရေးချင်းမပြည့်မီပဲကြံခဲ့ပါတယ်အဲ့ဒီနောက်တတိယအဆင့်ကိုရောက်လာပါတယ်ကျိုးခုံရတာဖြစ်ပြီးစီကန်းကရိုးရှင်းပါတယ်ဘဲနီလေးတွေမကြစေပဲ9ချိန်ဆက်တိုက်ခုံပြရမှာပါအပေါ်ရန်ကြည့်ရင်ဒါကအလွယ်ကူဆုံးဆင့်လို့ထင်ရပေမဲ့ပထမစမ်းသပ်မှုနှစ်ခုအပြီးမှာမိန်းကလေးတော်များများကအရန်ကိုပင်ပန်းနေခဲ့ကြပါပြီနောက်ဆုံးမှာတော့9ယောက်ပဲအောင်မြင်ခဲ့ပါတယ်ဒါပေမဲ့ရွေးချယ်မှုလုပ်ငန်းစဉ်ကမပြီးသေးပါဘူးကြံနေတဲ့မိန်းကလေးတွေဟာနောက်ဆုံးစမ်းသပ်မှုတစ်ခုဖြစ်တဲ့ခန္ဓာကိုယ်စစ်ဆေးမှုကိုခံယူကြရပါတယ်သူတို့တယောက်ချင်းစီလဲလျောင်းပြီးစစ်ဆေးခံဖို့စောင့်ဆိုင်းခဲ့ကြပါတယ်အမြင်အာရုံနဲ့စစ်ဆေးမှုကိုအောင်မြင်တဲ့သူတွေသာဆက်နေခွင့်ရမှာပါမိန်းကလေးတယောက်ဟာသူမရဲ့လိုဝက်နေရာမှာမဲ့တလုံးပါနေတာလေးနဲ့တင်အရေးချင်းမပြည့်မီဘူးလို့သတ်မှတ်ခံလိုက်ရပါတယ်သူမကနောက်ထပ်ခွင့်ရေးတစ်ချိန်ပေးဖို့စစ်ဆေးသူကိုတောင်းပန်ခဲ့ရမယ်နောင်လာနောက်သားတွေရဲ့အရေးသွေးကိုကာကွယ်ဖို့အတွက်ရွာကသူ့ရဲ့စံနှုန်းတွေကိုအလွန်ကိုတင်းကျပ်ထားခဲ့ပါတယ်နောက်ဆုံးစစ်ဆေးခံရတဲ့မိန်းကလေးကတော့အန်နာပါသူမရဲ့အမေကတော့ရွာရဲ့ဘုရင်မကြီးပါအန်နာဟာအတန်မာဆုံးပြိုင်ဘက်မဟုတ်ခဲ့ရမယ်လေဘုရင်မကြီးကသူမရဲ့သမီးဖြစ်သူကိုထိနှက်ဆက်ခံစေခြင်းခဲ့တာအမြဲတမ်းပါပဲစစ်ဆေးသူကအန်နာကိုကြည့်လိုက်တဲ့အခါထင်ရှားတဲ့တွန်းဆုတ်မှုတွေရှိနေခဲ့ပါတယ်ဘုရင်မကြီးကအန်နာကိုအပြင်ရင်ထွက်နေဖို့ပြောလိုက်ပြီးစစ်ဆေးသူကိုတိတ်တဆိတ်ပြောလိုက်ပါတယ်မင်းရဲ့သမီးနေမကောင်းဘူးလို့ငါကြားတယ်သူ့ရဲ့ဆေးဘဝကအားလုံးကိုငါတာဝန်ယူပေးပါမယ်စစ်ဆေးသူဟာဘုရင်မကြီးရဲ့ဆိုလိုရင်းကိုချက်ချင်းသဘောပေါက်သွားပါတယ်နောက်ဆုံးမှာတော့အန်နာအောင်မြင်သွားခဲ့ပါတယ်ဒါကြောင့်ရွေးချယ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကိုအောင်မြင်တဲ့မိန်းကလေး6ယောက်ပဲကျန်ပါတော့တယ်အဲ့ဒီနောက်မှာတော့ရွာရဲ့မျိုးဆက်ကိုဆက်လက်ထိန်းသိမ်းဖို့သူတို့ရဲ့တာဝန်အတွက်ပြင်ဆင်တဲ့အနေနဲ့အထူးလေ့ကျင့်မှုတွေကိုစတင်ခဲ့ကြပါတယ်မကြာခင်မှာပဲဆီယာမရဲ့လမ်းညွှန်မှုအောက်မှာနှဆိုးတွေဖြစ်တဲ့ယောက်ျားတွေအကြောင်းကိုသူတို့ပထမဆုံးချိန်စတင်သင်ယူခဲ့ကြရပါတယ်နှစ်ပေါင်း1000ကျော်တိုင်အောင်ဒီရွာမှာမိန်းမတွေပဲရှိခဲ့တာပါသူတို့ရဲ့ယဉ်ကျေးမှုအရယောက်ျားတွေဟာကလေးမွေးဖွားဖို့ကူညီပေးဖို့အတွက်သာတည်ရှိနေတာဖြစ်ပြီးသူတို့နဲ့အတူရှင်တွဲနေထိုင်ဖို့မထိုက်တန်ဘူးလို့သတ်မှတ်ထားကြပါတယ်မိန်းကလေး6ယောက်ဟာသူတို့ရဲ့တာဝန်ကိုလက်ခံရရှိခဲ့ပါတယ်အဲ့ဒါကတော့ရွာကနေထွက်ခွာပြီးအပြင်ကဘာကိုတွားရောက်ကယောက်ျားတွေကိုရှာဖွေဖို့နဲ့သူတို့ကိုဆွဲဆောင်နိုင်ဖို့ပါပဲကိုဝင်ရသွားတာနဲ့ရွာရဲ့မျောလင်းချက်တွေကိုတည်ပိုးပြီးပြန်လာရမှာဖြစ်ပါတယ်မိန်းကလေးတွေဟာမြေပုံတိုင်းခီးထွက်လာခဲ့ကြပါတယ်လူစီကားတဲ့နေရာကိုတွားဖို့စီစဉ်ထားပေမဲ့လမ်းမှာယောက်ျားတစ်ယောက်နဲ့စတင်ဆုံတွေ့ခဲ့ပါတယ်သူကလမ်းဘေးမှာအိတ်နေတဲ့အိမ်ချေရမဲ့တစ်ယောက်ပါတတိပိုကောင်းတဲ့မိန်းကလေးတစ်ယောက်ကသူ့ကိုတုံးနဲ့တွားထိုးကြည့်ပါတယ်သူကလှည့်လိုက်တဲ့အချိန်မှာပဲကြောက်စရာကောင်းတဲ့အနံ့ဆိုးကြီးကသူတို့စီရိုက်ခတ်လာပါတယ်မိန်းကလေးတွေလန့်ပြီးထွက်ပြေးကြပါတော့တယ်နောက်ဆုံးမှာတော့သူတို့မျိုးတစ်မျိုးကိုရောက်သွားကြပါတယ်သူတို့ကြည့်လိုက်တဲ့နေရာတိုင်းမှာယောက်ျားတွေရှိနေပါတယ်ဒါပေမဲ့အဲ့ဒါကအံ့ဩစရာအကောင်းဆုံးရာမဟုတ်သေးပါဘူးလမ်းဘေးဈေးဆိုင်တွေကလူတွေကအသားတွေกินနေကြတယ်လို့ငါးတွေကိုလည်းတက်ရှင်းရေးလုပ်နေကြပါတယ်သူတို့ရွာမှာဆိုရင်တော့တက်ရှိတတဝါတွေကိုတက်ဖြတ်တာကိုတားမြစ်ထားပြီးသူတို့ရဲ့နတ်သမီးကိုစော်ကားတယ်လို့ယူဆကြတာပါမိန်းကလေးတွေဟာဒီလိုမျိုးကိုတစ်ခါမှမမြင်ဘူးခဲ့ပါဘူးတယောက်ကထွက်ပြေးသွားပြီးနောက်တစ်ယောက်ကတော့အဲ့ဒီနေရာမှာတင်တတိလက်မလဲသွားပါတယ်သူတို့ကိုသူတို့စိတ်အေးအောင်ပြန်လုပ်ပြီးတဲ့နောက်မှာတော့တေးတေးချာချာပြင်ဆင်ဝတ်စားပြီးထပ်ထွက်လာခဲ့ကြပါတယ်တိတ်မကြခင်မှာပဲကြည်ကောင်းပြီးတမာတဲ့ယောက်ျား9ယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်အရင်ကဖြစ်ခဲ့တာတွေကိုပြန်တတိယပြီးသူတို့ရဲ့တာဝန်ကိုအောင်မြင်အောင်နှန်းဆောင်ကအိမ်ပြန်ဖို့ဆုံးဖြတ်ထားတဲ့အတွက်ဒီတစ်ချိန်မှာတော့မိန်းကလေးတွေဟာသူတို့စီမှာရှိသမျှအရာအလုံးကိုအသုံးချဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်